ဒီပါရီဘိုးဘွားတွေရဲ့ဆောက်လုပ်မျိုးနဲ့လည်းနိုင်တဲ့လောက်မနာမနေပါပဲနိုင်တဲ့လောက်ဆိုတာလည်းမနာမနေပါပဲဒီအုတ်တို့ပြူလေးရမှာကြောက်အုတ်တွေနဲ့အစားထိုးရတယ်ကဲသူတို့ကြောက်အုတ်တွေဖြစ်ခဲ့တယ်ဆိုဝမ်းသာတာပေါ့နော်ဒီပြကလောက်ခဲ့လုံးဝကြီးလို့အပြင်အောင်ရောက်ပါပြီဒီတီမွေဟာကျွန်တော်ဖေးဆရာဆိုးပေါ့နော်ဆရာဆိုးရဲ့အိမ်မက်အရာလိုပဲပြောမှာပေါ့အဲ့ဒါအကျော်သူအိမ်မက်ရတရားကိုပြန်လဲပြီးတော့တီတင်ဝင်ပြန်လဲမိုးမှန်ပြုပြည့်ခဲ့ရတယ်ပေါ့နော်ကျိုင်းစာတရားပေါ့ကျိုင်းစာတရားစီတီတည်ခဲ့တယ်လာပြီးတော့အခုဒီချောင်းတော်ရပေါ့နော်အဲ့ဒါဆိုချောင်းတော်ရဒီစီတီတခုဆက်တယ်ခင်ဗျာဒီစီတီကတော့ဘယ်နဲ့ထူးခြားချက်တခုကအဖေသူမိတ်တဲ့အတိုင်းကတော့ဒီဟာကသူတည်တဲ့ဘုရားဆိုတော့လည်းခုနှစ်သားသမီးကြီးပေါ့နော်ခုနှစ်သားသမီးကြီးအလှဖြစ်တယ်ခုနှစ်သားသမီးကြီးရဲ့ဘုရားဖြစ်တယ်ခုနှစ်သားသမီးကြီးရဲ့ပြုပြမှုမှန်ပြီးတော့ပြုလုပ်တဲ့ကုသိုလ်ကောင်းမှုဖြစ်တယ်ဝမ်းသာတာပေါ့ဝမ်းသာတော့ကိုယ့်ဘက်ကိုယ်ဆိုတော့ဘုရားတဲ့ကိုကုသိုလ်ကောင်းမှုရရှိဖို့ကအဝေးကြီးကိုယ့်အဖေဆရာရဲ့နောက်မှာပါရမီဖြည့်ရင်းနဲ့ဒါတွေနောက်မှာပါရတဲ့အတွက်ကြောင့်ဘုရားတကားကြီးဖြစ်ခွင့်ရတဲ့အတွက်လည်းဝမ်းသာတာပေါ့ဆိုတော့အဲ့ဒါလည်းအော်နေလို့မှမရဘူးကိုနဲ့ကိုင်မဲ့အချိန်ကြီးဖြစ်ပေါ်ခေါ်တဲ့လူလည်းရှိအောင်မှခေါ်တဲ့လူရှိတဲ့အချိန်မှာကိုကသူတို့ခိုင်းတဲ့ဟာကိုကိုကကိုယ်တော်မင်းလိုလေသေးမရှိလုံးနိုင်အောင်မှသူတို့ခိုင်းတဲ့အချိန်ကျတော့ကိုကမလုံးနိုင်တော့တဲ့လူလည်းဖြစ်တတ်တာပဲအဲဒါမို့ကိုလည်းလက်ဆက်နေအောင်မှခိုင်းတဲ့လူလည်းရှိအောင်မှဘယ်ဘက်ကလည်းပြည်သူမှာတကယ်စိတ်ရကိုယ့်ဘက်ကတော့ဘုရားသမားပြတဲ့ကလည်းလုံးချင်ခိုင်းနေတာမရှိတာဘူး။ခုနှစ်နှစ်လောက်ရှိပြီဆိုတော့ခုနှစ်နှစ်လောက်ရှိပြီဆိုတော့ဘလို့မှကောင်းအောင်ဘလို့ပဲကောင်းအောင်လုပ်မွန်နိုင်မှုကမလွယ်ပါဘူး။ကိုယ့်ကိုတည်တာပေါ့ကိုယ်တည်တာအားလည်းငယ်တာပေါ့လေအဲ့ဒါမျိုးကကိုကမကောင်းပါလေမမွန်ပါလေစိုးတာတွေတော့ရှိတာပေါ့။ဒီတော့ကိုလည်းမခေါ်တဲ့လူရှိပါပဲ။ဒီတော့ကိုလည်းမခေါ်တဲ့လူရှိတာပဲဆိုကိုမခေါ်တဲ့လူရှိတာတော့တဲ့နာသူတို့လည်းသူတို့အစီပြေတဲ့ကိုက်ညီမဲ့သူတို့ခေါ်ရမဲ့လူကိုက်ညီမဲ့လူသူတို့ပုံနားလဲတာပေါ့လေနော်သူတို့ပုံနားလဲတာပေါ့အဲ့ဒါသူတို့လည်းသူတို့အကောင်းဆုံးပြအောင်ဆောင်ရွက်နေကြတဲ့ပုံမှာကိုယ်မခေါ်ပြတဲ့ပုံမှာလည်းမိတ်တက်နိုင်မှာမလဲပေါ့နော်အဲ့ဒါမျိုးလည်းယူဆနိုင်တာပေါ့ဒါပေမဲ့လည်းဟုတ်ချင်မှလည်းဟုတ်မှာပေါ့နာယောသားလည်းပြကိုယ်ကခုနကတော့ပြောသလိုတေးကြတာတော့အချိန်ချင်းမှာသူတို့ဘာသာရေးတွေဗာလေးနဲ့လုပ်ကိုလုပ်ရမယ့်အချိန်ရောက်လာကြမှာပဲလေပြပြသမားတွေရောပါပြီနော်ရောက်လာကြမှာကိုကနည်းနည်းစောချူရောက်နေတော့နည်းနည်းပူနေရချေလုပ်ခွင့်ရတာပေါ့အဲ့ဒါလေပြလည်းစောက်လေမျိုးနဲ့ရလုပ်ပါတယ်အခုတပင်ကိစ္စမှာလည်းမိဘဘိုးဘွားဆရာသမားတွေအကုန်လုံးကတပင်ငါ့ကိုတပင်ငါ့ဆိုတဲ့ခါကျတော့ဒီပါရီဘိုးဘွားတွေရဲ့ဆောက်လုပ်မျိုးနဲ့လည်းနိုင်တဲ့လောက်မနာမနေပါပဲနိုင်တဲ့လောက်ဆိုတာလည်းမနာမနေပါပဲပါဝင်နေပါတယ်အရှိန်မြင့်နေပါတယ်ပေါ့နော်အရှိန်မြင့်နေဆိုတဲ့စကားလည်းသုံးမရဘူးဘာဖြစ်လို့ကိုလိုက်လေပတ်နေတာမဟုတ်တဲ့အခါကျတော့ပေါ့နော်သူများလုံနေတဲ့ပုံမှာကိုပါလိုက်လို့တရားနဲ့တည်ဖြစ်သွားဖို့အဲ့ဒါပဲစဉ်းစားတော့တာဟုတ်စဉ်းစားတော့တာအဲ့လိုအရှိန်မြင့်တဲ့အလုပ်တော့လုပ်ဖြစ်တယ်နောက်အလုပ်တွေတော့နောက်ကိုရီးယားလူပညာပညာအကြောင်းစင်းနေဖြစ်တဲ့အခါကျတော့ဒီပညာအကြောင်းကျောင်းသားဟောင်းတွေအသေးနေနဲ့လည်းပါပြီးတော့နောက်တက်လာမဲ့ကလေးတွေအတွက်ကိုရီလက်ထက်ကခံစားရတဲ့ဘဝမိုးတွေသူတို့ဒီမှာနဲနိုင်တဲ့လောက်နဲအောင်ပေါ့လေကျောင်းသားဟောင်းတွေအသေးကဥက္ကဋ္ဌကနေစပြီးတော့ဒီအသေး EC တွေပုံတော့ပေါ့လေနိုင်တဲ့ဘက်ကနေပြီးတော့ကိုနိုင်တဲ့ဟာလေးတွေဝင်ထမ်းပြီးတော့အဲ့ဒါမျိုးလေးလည်းတောက်လျှောက်လုပ်နေတာပဲရွှေအနေရွှေအနေချွေးတဲ့ပြောစီနော်ရီစီစချောတဲ့ကောင်းတွေကလေချောင်းနာအတန်ဝင်ရင်ချွေးတဲ့ကတ်တာတတ်တာပြောင်းရွှေနေကဒေါ်နာရောက်ရွှေအနေရွှေအနေရွှေအနေချမ်းသာချမ်းသာဝမ်းသာမှာရွှေလေးကိုမြဲဆောင်ပါဒါလေးတွေလုပ်ပါအခုကကိုနေရမယ့်ပုံစံတိုင်းပဲနေလိုက်တာပါပဲကိုနဲ့တိတ်တိုက်ပြလာတဲ့အလုပ်ကလေးတွေမဆောင်မဲနဲ့လုပ်ပြတဲ့သဘောပါပဲတိတ်ရိုင်းနေစကွာလဲအားဆိုင်ပြီးတော့ live လည်းမရှာတော့ဘူးမရှာပါဘူးအေးအောင်ပဲနေတာပေါ့လေအေးကြအောင်ဆောင်ပြီးနေတာပေါ့တော့မဟုတ်ဘူးလားအဲ့ဒါလိမ့်နေတာလားဟုတ်တယ်အရင်နဲ့တော့မတူတော့ဘူးလို့ပြောကြတယ်ပြောကြအမေကိုနိုင်ကပြောတာလေအမေကိုနိုင်ကပြောတာဆိုမလူရဲနိုင်ဘူးအဲ့လိုနည်းနည်းတည်ငြိမ်သွားလို့လေအမေနဲ့ဆက်နေလို့ရတာဖြစ်မှာပေါ့ဘဝသူမောင်းချတာကြာပြီဖြစ်မှာပေါ့
အရင်ကလူပေးနိုင်တာတော့လူပေးခဲ့တာအခုမလူပေးနိုင်တဲ့အခါကျတော့လေအားငယ်ရတာပေါ့လေကိုကကိုအားငယ်တာဒီကဟိုကိုလည်းနေတော့တဲ့အသက်မှမဟုတ်ပဲကိုတော့မနေတော့တဲ့အသက်ဆိုကိုမိဘကိုဒီနောက်နေနဲ့ပြစ်ဖို့လို့သူ့အတွက်သူစိတ်ကူးပေါက်တာလေးတွေလိုက်လုပ်ပေးဖို့မလုပ်ပေးနိုင်တဲ့အခါကျတော့အားငယ်မိတာပေါ့ဒါလေးပဲရှိတယ်အခုသွားပြောပြီးလည်းကလေးတွေခေါ်ပါတယ်ခေါ်မှာပါခေါ်လဲခေါ်ပါတယ်ဒါပေမဲ့ဟိုဒါကသူတို့ချိန်ခါဟိုသူတို့ချိန်ခါဟိုဆိုတော့သူတို့ချိန်ခါမှာကျတော့သူတို့ဘယ်နောက်ကနေသူတို့ဘာအနေပြနိုင်လဲဆိုတာတွေကိုကြည့်ပြီးကိုလူကြီးပြသားလာပါကိုတွေလည်းကခဲ့ပြီးသွားယူရဲ့သူတို့နောက်ပိုင်းကြည့်ဖို့ရဲနောက်ပိုင်းသူတို့တဲ့ငယ်တွေတက်လာခဲ့သူတို့လက်ရှိဒီနှလုံးသားမျိုးသူတို့လက်ဆင့်ကမ်းနိုင်ဖို့ဒါလေးတွေအတွက်ပဲဘေးကနေပြေးမဖို့လိုတာပေါ့ကိုတွေလည်းဟိုတနေ့တည်းဟိုမနက်ကောနေ့လေရောညအောင်ကခဲ့ဘူးလားဆိုတော့သုံးပွဲလာတော့တနေ့တည်းနဲ့သုံးပွဲလာကိုကခဲ့ဘူးလားမနာမနေဒါအခုသူတို့ခင်မှာဆိုတော့ဝမ်းသာတာပေါ့ဝမ်းသာတယ်နောက်တစ်ခုကသူတို့နောက်ကအငယ်တွေဖြစ်တဲ့ခါကျကိုတွေနဲ့မတူတဲ့အတက်တွေသူတို့မှရှိတယ်ဆိုတော့သူတို့စီကတော့ပြန်မှတ်ရမယ့်ဟာတွေရှိတယ်သူတို့စီကပြန်ပြီးတော့လေးလာရမယ့်ဟာတွေကိုမျက်ခြေပြတ်ခဲ့တဲ့ဟာလေးတွေကိုပြန်ပြီးတော့ချိတ်ဆက်ဖို့အဲ့ဒါလေးတွေတော့ပြန်တွေးရမလို့ဖြစ်နေတာပေါ့သူတို့တွေလည်းတော်ကြတာပေါ့တော်ကြတော့သူတို့လုပ်တဲ့ဟာလေးပုံမှာလည်းမူလတာပွားတယ်ဝမ်းသာတော့တပင်တူပဲအတွက်ပဲဖြစ်ဖြစ်တပင်ရုပ်ရှင်ပြီးသားတွဲနေတာပါပဲအကုန်လုံးကလေတွဲနေကြတော့ဒီလူညာလောကမှာဒါမျိုးဟိုမြေတော့ကိုယ်ပြောခဲ့တဲ့စကားလို့ပေါ့မြေအုပ်တို့ပြိုနေရမှာကြောက်အုပ်တွေနဲ့အစားထိုးရတယ်ကဲသူတို့ကြောက်အုပ်တွေဖြစ်ခဲ့တယ်ဆိုဝမ်းသာတာပေါ့နော်ဒီပြကလောက်ခဲ့လုံအားကြီးလို့အပြင်အောင်ရောက်ပါသေးတယ်တပင်အနေနဲ့တပင်လေကားတိတ်ကပြောရမယ်ဆိုတော့ဝမ်းသာရုံကလွယ်လို့ဒီတဲ့ဝမ်းသာတယ်ပဲပြောရမှာပေါ့နော်ဝမ်းသာကိုတပင်မားတွေဘာပြောဟိုဒါပေမဲ့အဲဝမ်းသာမှုပုံမှာသူတို့ဘေးဒုက္ခကြားရောက်မှာတော့စိတ်ပူတာပေါ့လေဘေးဒုက္ခမရှိဝမ်းသာကြဘူးဘေးဒုက္ခမရှိပျော်နိုင်ကြဘူးအဲ့ဒါကိုတော့ပြောဘူးလားပေါ့ကဲအားလုံးမေတ္တာစကားပြောရရင်မေတ္တာပို့ခွင့်ရတယ်တိုင်ပို့ပြရစီနော်အားလုံးနံပါတ်1ကျမကြီးပြုဆိုင်ကြပါကျမကြပါလေနော်ကျမမှအဆင်ပြေပါကျမကြပါစေနောက်ပြီးတော့ယောဂတစ်ခုပြုလို့ရှိရင်လည်းခုကိမှာငွေကြေးကြီးနဲ့ခက်ခဲတွေကြောင့်ကယောဂတစ်ခုခုကမလွယ်ကြအောင်လေကျမကြပါစေမိမိယုံကြည်ရာအကူရဘာသာတရားများနဲ့စောင့်တည်ပြီးတော့အကောင်းနေကြီးပဲလုပ်နိုင်ပါလိမ့်အញ្ញံစိုးတွေတစ်နေ့တစ်နေ့အကုန်လုံးဖယ်ရှားနိုင်ကောင်းနေပြီဖြစ်ကြပါစေ